water under the bridge အဲ့ဒါကိုမြန်မာလိုဘယ်လိုပြောမလဲ water under the bridge ဘိတ်ကပြီးခဲ့တာပြီးပါပြီကွာဆိုလို့ရှိရင်သုံးလို့ရပါတယ်ဒီကဘာဖြစ်ခဲ့ဒီကဘာပဲအငင်းပွားခဲ့အတိတ်ကိုမေ့ပြီးတော့ရှေ့ကိုအကောင်းဆုံးဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်သုံးလို့ရပါတယ်အဲ့ဒါကိုကျွန်တော်ကဥပမာလေးပေးမယ်နော် we argued the last years but it is water under the bridge now အဲ့လိုပြောလို့ရပါတယ်ငါတို့အရင်ကမနစ်ကအငင်းပွားခဲ့ကြတယ်ဒါပေမဲ့အဲ့ဒါတွေကအတိတ်ကပြီးခဲ့တာတွေပြီးပါပြီခွာဆိုပြီးတော့ယူသုံးလို့ရပါတယ် water under the bridge we argued the last years but it is water under the bridge now ငါတို့မနစ်ကအငင်းပွားခဲ့ကြတယ်ဒါပေမဲ့အခုတော့ငါတို့တွေအတိတ်ကပြီးခဲ့တာတွေပြီးခဲ့ပါပြီကွာဆိုပြီးတော့ပြောရင်ရပါတယ်ကျေးဇူးတင်ပါတယ်